Elliot Anderson အပြောင်းအရွှေ့တဲ့သတင်းကောင်းပါလာတဲ့ Fabrizio Romano Nottingham Forest ကွင်းလေလူ Elliot Anderson ကိုခေါ်ယူဖို့ကြိုးပမ်းနေတဲ့နေရာမှာ Man U အသင်းအတွက်အားတဆရာသတင်းတစ်ခုထွက်ပေါ်လာပါတယ်။အပြောင်းအရွှေ့အခြေအနေ Anderson ကိုခေါ်ယူဖို့ Man City ကနီးစပ်နေပြီလို့သတင်းတွေထွက်ခဲ့ပြီးမြဲနမဲကျော်သတင်းထောက် Romano ကတော့ဒါကိုညှင်းဆူလိုက်ပါတယ်။ Man City ဘက်ကကစားသမားရဲ့အေဂျင့်နဲ့ဆွေးနွေးနေတာမှန်ပေမဲ့ဘယ်ကလပ်နဲ့မှသဘောတူညီမှုမရသေးသလိုပြောင်းရွှေ့ကြေးလည်းမတတ်မှတ်ရသေးဘူးလို့ဆိုပါတယ်။ United ရဲ့အနေအထား United ဟာ Anderson ကိုသူတို့ရဲ့ဦးစားပေးစီးရင်ထဲမှာထည့်ထားဆဲဖြစ်ပြီးအခြေအနေကိုအနီးကပ်စောင့်ကြည့်နေပါတယ်။ Ineos ကူးဆောင်တဲ့ United စီမံခန့်ခွဲမှုဟာအရင်ကလိုပြတ်မှတ်တစ်ခုတည်းကိုပဲအချိန်ကုန်ခံစောင့်နေတာမျိုးမဟုတ်ပဲအစားထိုးနိုင်မဲ့ကစားသမားတွေကိုပါတပြိုင်နက်ချင်းကပ်နေတာဖြစ်ပါတယ်။ Boca Juniors ရန်ရတနာ Thomas Aranda ကို United မျက်စီကျနေတယ်။အသက်20အရွယ်အာဂျင်တီးနားလူငယ်ကျဲပွင့် Thomas Aranda ကိုခေါ်ယူဖို့ United က Chelsea နဲ့အပြိုင်စောင့်ကြည့်နေပါတယ်။နီးပြချီးကျူးမှု Boca နီးပြ Claudio Ubida က Aranda ဟာကမ္ဘာအကောင်းဆုံးကစားသမားဖြစ်လာနိုင်တယ်လို့ထုတ်ဖော်ပြောဆိုထားပါတယ်။ Aranda ဟာမကြသေးခင်ကမှ Copa Libertadores ပြိုင်ပွဲမှာပွဲဥထွက်ကစားခဲ့ပြီးဝါရင်ကစားသမားတစ်ယောက်လိုတီတီငင်ငင်ကစားနိုင်ခဲ့တာကြောင့်လူပြောများနေတဲ့လူငယ်လေးဖြစ်ပါတယ်။ Harry Maguire စားချုပ်ဖွင့်ချုပ်ဆိုပြီးမိမိကိုယ်ကမ္ဘာအဆင့်လိုကြွေးကြော် United ရဲ့ဝါရင်နောက်ခံလူ Harry Maguire ဟာအသင်းနဲ့စားချုပ်တဲ့ချုပ်ဆိုနိုင်ခဲ့ပြီဖြစ်ပါတယ်။အသက်33နှစ်အရွယ်ရှိပြီဖြစ်ပြီးမြဲသူဟာ penalty area နှစ်ဖက်လုံးမှာကမ္ဘာအကောင်းဆုံးနောက်ခံလူတွေထက်ကတယောက်ဖြစ်နေဆဲပဲလို့ Maguire ကယုံကြည်နေပါတယ်။လက်တလောအခြေအနေသူဟာနီးပြ Michael Carrick ရဲ့လက်အောက်မှာပုံမှန်ပွဲထွက်ခွင့်ရနေပြီးမြဲလာမဲ့ Leeds United နဲ့ပွဲမှာတော့အနီးကပ်ဖြစ်ထမ်းကြောင့်ပါဝင်နိုင်မှာမဟုတ်ပါဘူး။ဒါကြောင့်ဒန်ယာကပြန်သက်သာလာတဲ့ Lisandro Martinez ပွဲထွက်လာမလားဆိုတာစောင့်ကြည့်ရမှာပါ။ဒီသတင်းတွေအရ United ဟာလာမဲ့နွေရာသီမှာကွင်းလယ်ပိုင်းကိုအကြီးကျယ်အင်အားဖြည့်ဖို့ပြင်ဆင်နေတာကိုတွေ့ရပါတယ်။ Anderson ကိုခေါ်ယူနိုင်မလားဒါမှမဟုတ် Aranda လိုလူငယ်သွေးသစ်တွေကိုပဲရလာမလားဆိုတာစိတ်ဝင်စားပါတယ်။ဘော်ဒါတို့က Nottingham Forest ရဲ့ကွင်းလယ်လူ Anderson ကိုကြိုက်ကြမလားမှန်ပိတ်ခဲ့ကြပါအောင်။အားလုံးပဲကတ်လတ်